ကနေပြန်လဲကျူဆိုရတယ်โอเคကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ဗောနော်ကျွန်တော် fan အနေနဲ့တူတူဆော့ရမယ်။ဒါချီကတော့ကျွန်တော်တငယ်ချင်းဒါမဲ့သူလည်းကျွန်တော်အားပေးတဲ့သူကနော် fan တောက်နေမှာတတ်ပဲ။ဘေးနာကျွန်တော်ရဲ့နာမည်ကိုပြရတယ်။ကျွန်တော်ရဲ့ fan ပဲ။သူလည်းကျွန်တော်ရဲ့ fan ပဲ။ဟိုဘက်ကတယောက်လည်းကျွန်တော်ရဲ့ fan ပါပဲ။ကမယ်တဲ့။ Okay ကမယ်တဲ့။နော်ဒီ video ရဲ့ part of the video ကတော့ fan အနေနဲ့တူဆော့ဖို့ပဲညီမချက်ရှိတာပေါ့နော်။ကျွန်တော်ဒီမှာ upgrade ကိုချက်ကြည့်ရမယ်ဆိုရင်လည်းတန်းဟာဝါပဲလို့10နာရီပဲလို့ပါပဲโอเคတော့ည7နာရီလောက်ကြာကျွန်တော် record ပြီးတော့ record မယ်ပေါ့နော် live ဟိုပိုက်ကျော်လာဘယ်ဗီဒီယိုမှလည်းမသိဘူးဘာသာတယောက်မေးတာပေါ့နော်ဘာသာတယောက်မေးတာရယ်ပေါ့နော်အဲ့ဒါတော့ဖြေပေးမယ်ပေါ့နော်ဘာသာတို့တချို့မေးထားတဲ့ဟာတွေကျွန်တော်ဒီဗီဒီယိုထဲမှာတချို့ဖြေသွားပေးမယ်โอเคအဲ့ဒါဆိုကျွန်တော်ချက်စမယ်ပထမမေကုန်းချက်ကြည့်မယ်ပေါ့နော်ခဏလေးနော်ရှာကြည့်မယ် upgrade လာရင် live link ပြလို့တယောက်ကတော့အေးရတယ်ပေါ့နော်ကျွန်တော်ချူဝိုင်းနေတော့မဟုတ်ဘူးကျွန်တော်ရဲ့ channel မှာကျွန်တော်ရဲ့ video တွေမှာပေါ့နော်လာတင်ပေးသွားတဲ့လာ comment သွားတဲ့ viewer တွေပေါ့နော်ရဲ့မေကုန်းလေးတွေကိုဖြေသွားမှာဖြစ်ပါတယ် okay ကျွန်တော်ချူခါလေးကျွန်တော် fan တွေဒါလေးချင်းတာမေ okay let's go ချူအနေလုံးနေတာမေးချင်တာပဲဆိုဟောပထမ question ကိုချက်ကြည့်လိုက်မယ်ပထမ question ကကြတော့ upgrade လာရင် live လုပ်ရင်ပြလို့ပြောထားတယ်ပေါ့နော် live ကတော့လွှင့်လို့မရဘူးကျွန်တော်ရဲ့ဖုန်းနံပါတ်ထည့်တယ်ဒါပေမဲ့လုံးဝမရပါဘူးလုံးဝမရပါဘူးဟာ bro နာဘယ်ကြောင့်မှတက်တာလဲဆိုကျွန်တော် Crystal Sky ကြောင့်တက်တာပါ Crystal Sky မှာတက်တာပါ okay အီတာချီမေးရဘေးကိုတခုတော့ကျွန်တော်မဖြေလိုက်တော့ပါ skip သွားပါနောက်ထပ်ကျွန်တော် comment ထဲမှာချက်သွားကြည့်မယ်ဆိုရင် block fruit လဲဆော့ပြပါတယ် okay ကျွန်တော်မနေ့က block fruit ကိုပြန်ဆော့တယ်ဒါပေမဲ့ကျွန်တော်မတော့ကောလိုက်ဘူးကျွန်တော်ဒီကနေ့ကျွန်တော်ဝယ်လို့တက်စာနင်ဂျာနဲ့ဆော့တာပေါ့နော်လဲဆိုလည်းမကြိုးဝိုင်းတော့အီတာချီလေးပါပါတယ်မနေ့ကဟုတ်ပါတယ် okay ကျွန်တော်နောက်တစ်ခုချက်သွားမယ်okay နောက်ကျွန်တော်နောက်ဗီဒီယိုတစ်ခုချက်တက်သွားကြည့်မယ်ပေါ့နော်okay ခဏလေးနော်ခဏလေးကျွန်တော်ရှားလိုက်အောင်မယ်မိကုန်းနေပြန်ဖြေဘေးအောင်အိုက်တော့တဲ့ပါတယ်ကျွန်တော်ဒီချက်ထဲမှာတော့မဖြေလိုက်တော့ဒီလည်းမဖြေလိုက်ဘူး okay တော့ကိုယ်ချက်okay တော့ comment နေရကျွန်တော်ခဏလေးပေါ့နော်ကျွန်တော်ဗီဒီယိုတစ်ပုတ်လိုက်ရှာနေရယ်ကျွန်တော်ရှာနေတော့ကျွန်တော်တခုပဲတောက်ဆိုနေရှိပါတယ်ကျွန်တော်စကွဲပါ900ပြည့်ရင်ကျွန်တော်မှာရှိရဲ့အပတ်တွေဒါပါဘောနော်ဒီပတ်တွေအားလုံးကိုနော်ကေဘွေးပေးဝမှာမလို့ကေဘွေးထဲမှာပါဝင်စေခြင်းเนาะပါဝင်ခြင်းเนาะတော့ချန်လေးစကွဲလုပ်ပေးဘယ်မှာနေတာလဲဆိုတော့ကျွန်တော်နေရာလဲဆိုတော့အလေးပါကွက်တီတော့မပြောလိုက်ဘူးဒါပေမဲ့ကျွန်တော်ရန်ကုန်မှာနေတာပါရန်ကုန်မှာနေတယ်โอเคကျွန်တော်ဆက်တမှာ comment နည်းနည်းများတယ်ပြီးတော့ဘယ်မျိုးမှာနေလဲတဲ့ဘယ်မျိုးမှာနေလဲဆိုရန်ကုန်မှာနေပါတယ်ရန်ကုန်မှာနေတယ်ဘွားတော့ဘယ်မှာနေရလဲဆိုတော့ရောက်တော့ပါဘွားတော့အသက်ဘလောက်လဲဖြည့်ပေးပါ live fluent တက်ရင်လွှင့်ပေးပါလားတဲ့တကတော့ရဲ့အသက်ကကျတော့10နှစ်ပဲဖြစ်ပါတယ် live လွှင့်တာတော့လွှင့်တတ်တယ်ဒါမဲ့ပေါ့နော်ပြောရမယ်ဆိုရင်
ဖုန်းနံပါတ်ထဲတော့ထဲလို့မရလို့ပဲဖြစ်ပါတယ်โอเคလေးဖတ်တက်တယ်အော်ဟိုဖေးထားတဲ့ဟာကြီး Bro is marine တဲ့တော့တော့မှသူကြောက်ကကျွန်တော်မေးထားတယ်ပေါ့နော်နောက်တစ်ယောက်ကကြတော့ကျွန်တော်မေးထားတယ်လိုမသိဘူးလားတဲ့ဟာ school bus လာပြီလားတဲ့ Stop arguing stop arguing နဲ့ပါဆိုကိုနေတာပါဆိုအဲ့ဟိုဒီရမ်းပဲဖြစ်နေတယ်မဟုတ်သေးဘူးဘာပိတ်တယ်လေစကူးပိတ်တယ်လေအေးလေโอเคတော့ကျွန်တော်လင်းမေးတာပေါ့နော်သူဘာမေးတာလဲဆိုတော့ဖူလေးနည်းလေးပေးပါလားအဲ့တော့တဲ့ဟုတ်ပါပြီကျွန်တော်ပေးပါမယ်ပေါ့နော်ကျွန်တော်ဇပန်မန်396လေးကိုအပေးပါโอเคအထားရပြီကျွန်တော်လဲပေးတဲ့တော့ဒါချက်တွေ့ပေါ့နော်โอเคနောက်တစ်ခုကကျတော့ today is နောက်တစ်ခုကကျတော့ bro တစ်ခုလောက်မေးချင်လို့တဲ့ KSCity shop ကနေ KSCity ကနေဘယ်လိုဝယ်ရတာလဲbro ဝယ်ရလဲဆို step 1အနေနဲ့ brother က KSCity shop messenger မှာ message သွားလို့ပေါ့နော် message သွားလို့ပို့သွားပြီဆိုရင် brother တို့ဝယ်ချင်တဲ့ဟာကိုဆက်သွားပြောဝင်ပေါ်ဆိုခဲ့ပြီ you don't know တဲ့ဟာ bro calm down just joking it's just joking calm down bro calm down အေးဘောတော့ပြန်ဖြေပေးတာပါလေအကောမန့်ပါလေတော့နောက်တစ်ခုထပ်သွားမယ်နောက်တစ်ခုထပ်သွားရမယ်ဆိုရင်အေးဟိုတော့โอเคခဏလေး2k view ရထားတယ်ပေါ့နော် view ကကျွန်တော်ဖြေသွားပါပြီတော့ချက်သွားမယ်ပေါ့နော်ကျွန်တော် stamp block ဟာတပတ်မီဘာတွေပြောနေရတော့ဟုတ်ကဲ့ပါပဲကျွန်တော်မှလည်းပဲချိန်စောမှာလေကျွန်တော်ဟိုကတော့ Fountain City မှာဖန်နေပါတယ် please တဲ့ကိုလူခဏလေးဗီဒီယို record ပြီးဝင်ပေးမယ် okay ကိုလူခဏလေးတော့ကျွန်တော် EK food ကို weekend တင်ခဲ့တယ် for video ပါဟောဟောဒီရှိမလဲချက်ကျူးရမယ်ဖုန်းနံပါတ်ကတော့93995991ပဲဖြစ်ပါတယ်မေကျွန်တော်ချူဝမ်နီကွက်တီအစ်စ်ကိုကျွန်တော်လုပ်ပေးဖို့လည်းရှိတယ်ကျွန်တော်အခုကကျတော့ဒီကမ်းပဲကျွန်တော်ဖန်က record video လည်းပါချင်လို့ငါရပြောလို့ပေါ့နော်သူကပြောလို့ကျွန်တော်ကိုယ်တိုင်လဲ okay happy birthday to you but tonight as you ha bro nah what the hell wrong with him okay တော့အဲ့ဒါဆိုတော့မကတ်တော့ကျွန်တော် comment နေပဲချက်ပစ်လိုက်မယ်ကျွန်တော်ရဲ့ဒီမှာတန်း view ရထားတဲ့ thank you ဟိုလိုမျိုးတိလားတဲ့ he's on the get the count မကြိုက်ဘူးတဲ့ကိုတက်ပင်ကပြောတယ် okay မကြိုက်ဘူးကျွန်တော်ဒါကြတော့မကြိုက်ဘူးလို့ဘာလို့လဲဆိုတော့ဒီကမ်းပဲပြောရမှာမကြိုက်ဘူး okayမကြိုက်ဘူးဘယ်တော့မှမကြည့်နေဘူးတော့အဲ့ဒါပဲပြောပါ okay โอเคခဏလေးပေါ့နော်ခဏလေးโอเคကျွန်တော်ပြန်လာပါပြီ comment တွေဖတ်နေလို့ပါ comment တွေဖတ်နေလို့နည်းနည်းကြာပါပါတယ် 40 က question လေးအသိမရှိဘူးပြောရတယ်ကျွန်တော်ခဏလေး
နောက်တစ်ခုကကျတော့ကျွန်တော်ဘာပဲလဲဆိုတော့ကျွန်တော် comment လေးတွေဖတ်ပေးပါcomment လေးဖတ်ပေးအောင်နဲ့ဘာသာပိုင်ချောကပေါ့နော်ဘာသာပိုင်ချောကပြောတာရော comment လေးတွေဖတ်ပေးပါတယ်အဲ့ဒါဆိုရင်ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်မယ်7 မိနစ်လဲကျော်သွားပြီဆိုတော့အခု okay ကျွန်တော်တကယ်ရှင်းတယ် say bye bye say bye bye outroလောက်ကြမယ်ကျွန်တော်ဖန်နေလဲ okay 1 2 3 bye bye နောက် view မှာပြန်တွေ့ကြပါမယ်